နောက်ဆုံးအချိန်ပိုအပိုင်းနှစ်မင်းသူဓာတ်လေကားစီအမြန်ဆုံးပြေးသွားပါတယ်။ဒါပေမဲ့ထူးဆန်းတာကဓာတ်လေကားကဘလောက်ပဲနှစ်အောက်ထက်ကိုမဆင်းပဲသူရှိနေတဲ့အထက်မှာပဲပြန်ပွင့်နေတာပါ။ဓာတ်လေကားတကားပွင့်လာတိုင်းအပြင်ဘက်ကဇင်းကြံလန်းကပိုပြီးမှောင်လာသလိုခံစားနေရပါတယ်။ဘသူရှိလဲကဲကြပါအောင်လို့အော်ဟစ်ပေမဲ့လေယာနယ်ထဲမှာပဲပျောက်ကွယ်သွားပါတယ်။အဲ့ဒီအချိန်မှာပဲရုံးခန်းရဲ့အမှောင်တူထဲကနေတောက်ဆိုပြီးဖိုင်တွဲတွေကျမ်းမြေပေါ်ပြုတ်ကျတဲ့အတန်တွေတစ်ခုပြီးတစ်ခုထွက်ပေါ်လာပါတယ်။မင်းသူဟာကြောက်လန့်တကြားနဲ့လှေကားကနေဆင်းဖို့ကြိုးစားပါတယ်။ဒါပေမဲ့လှေကားထောက်ရောက်တဲ့အခါမှာတော့လွန်ခဲ့တဲ့နှစ်အနည်းငယ်ကလုပ်ငန်းခွင်မှာပဲတည်ဆုံသွားခဲ့တယ်လို့သတင်းထွက်ခဲ့တဲ့အလုတ်သမားဟောင်းကြီးရဲ့ဝန်ထမ်းကတ်ကိုတွေးလိုက်ရပါတယ်။အဲ့ဒီကတ်ထဲကဓာတ်ပုံကသူ့ကိုကြည့်ပြီးပြုံးပြတယ်လို့ခံစားလိုက်ရတယ်။ရုတ်တရက်ရုံခန်းထဲကနေမီးတွေအားလုံးတပြိုင်တည်းမှိတ်သွားပါတယ်။အမောင်ထဲမှာအေးစိစိလက်တစ်ဖက်ကမင်းသူရဲ့ပခုံးကိုလာကင်လိုက်ပြီးနားထဲမှာနားမှာကက်ပြောလိုက်ပါတယ်။မင်းလဲငါနဲ့အတူဒီမှာပဲအလုပ်လုပ်ရမယ်။အတန်ကြီးကိုစုံသွားတာနဲ့မင်းသူရဲ့အော်တန်ဟာရုံခန်းကြီးထဲမှာတိတ်ဆိတ်သွားပါတော့တယ်။အပိုင်းသုံးမှာတော့မင်းသူတယောက်ဘလိုတွေဆက်ပြီးကြုံတွေ့ရမလဲဆိုတာကိုနားဆင်ရမှာဖြစ်ပါတယ်။တာယာသောနေ့လေးဖြစ်ပါစေရှင်။